Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ font တွေ install ဘယ်လိုတင်ရမလဲဆိုတဲ့နည်းကိုရှင်းပြပေးပါမယ်ကျွန်တော်တို့ဒီ Photoshop မှာသုံးတဲ့ကျွန်တော်တို့ဒီ Photoshop မှာသုံးတဲ့ font တွေပြီးလို့ရှိရင်တခြားကိုလိုချင်တဲ့ font တွေကိုကျွန်တော်တို့ဒီ Chrome တို့ကနေပြီးတော့ကျွန်တော်တို့ကဒီ Chrome ကနေပြီးတော့ကျွန်တော်တို့ဒီ font ပေါ့နော်ရိုက်ရှာလိုက်တယ်ဆိုလို့ရှိရင်ဒါဆိုရင်အင်္ဂလိပ် font အလှတွေရှိတယ်ပေါ့နော်ဒီရဲ့ font အလှတွေကိုလည်းကျွန်တော်ရဲ့ဒီဖိတ်စာ design တို့မွေးနေ့ဒီ design တို့မွေးနေ့ဖိတ်စာတို့အဲ့လိုမိတ်တူနဲ့ပြီးတိုင်းဆိုင်တဲ့အတွက်ကျွန်တော်ရဲ့ channel မှာဆိုရင်လည်းကျွန်တော် font design တွေကိုတင်ပေးထားတယ်အများကြီးပဲပေါ့နော်အဲ့ဒါတွေကိုမှဘယ်လိုမျိုး font install လုပ်ရမလဲဆိုတဲ့နည်းကိုကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်အရင်ဦးဆုံးကတော့ကျွန်တော်ရဲ့ Telegram private channel က font တွေတော့ကျွန်တော်တင်မပြတော့ဘူးအဲ့ဒါတွေကတော့ကျွန်တော်ရဲ့ computer ထဲမှာတင်ထားပြီးသားဖြစ်လို့ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီ Chrome မှာကျွန်တော်တို့ဒီ font ဆိုပြီးရိုက်လိုက်ပေါ့နော်ဒီ font ဆိုပြီးရိုက်လိုက်ရင်ဒီ website ကလေးရှိတယ်ပေါ့နော်ဒီ website ထဲမှာဆိုရင်ဒါမိတ်ဆွေတို့လိုချင်တဲ့ဒီလို English font အလှတွေအများကြီးပဲရှိရပေါ့နော်ကျွန်တော်ဒီရဲ့ဒီ font လေးကိုကျွန်တော်ယူလိုက်မယ်ယူမယ်ဆိုကျွန်တော်ဒီမှာဒီ font လေးကိုကျွန်တော်တို့နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီဆိုရင်ဒါမျိုးလေးရှိတယ်ဒီဘက်မှာ download ဆိုတာရှိရပေါ့နော် download လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာစပြီး down ပြီပေါ့နော်ဒါဆိုရင်ဒါ download ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီတိုင်းကျွန်တော် idea နဲ့ကျွန်တော် down မပြအောင်ရိုးရိုးပဲ down ပြမယ်ပေါ့နော်ဒါပေမဲ့ down လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ download လေးပေါ့နော်ဒီမှာပြီးသွားပြီပေါ့နော်ပြီးရင်ဒီမှာ open file show in folder ဆိုတာရှိရဒါလေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုဒီမဲ့သူ့ရဲ့ဒီလိုလေးဒါသူ့ရဲ့ file နာမည်လေးနဲ့သူ့ရဲ့ zip file လေးကြာလာမယ်ဒီကောင်လေး right click ထောက်လိုက်မယ်ပြီးရင်ဒီမှာ extract all ဆိုတာရှိတယ်အဲ့ဒါလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ဒီမှာ show extract file when ဒီမှာ complete ဆိုတာလေဒီကောင်ဒီ show ဆိုတာလေးကိုဒီကောင်ဖွင့်ထားလိုက်ပါတော့ဖွင့်ပြီးဒီမှာ extract ဖြည့်လိုက်ပါဖြည့်လိုက်ရင်သူက font ဒီလိုမျိုးလေးကြာလာပါလိမ့်မယ်ဒီကောင်လေးကိုကျွန်တော်တို့က double click နဲ့နှိပ်ပြီးဖွင့်လိုက်မယ်ဆိုရင်လည်းရရတယ်ဒီမှာဖွင့်လိုက်ပြီးဆိုဒီမှာ install ဆိုပြီးပေါ်လာတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီကောင်ကိုကျွန်တော်တို့ဒီမှာ right click ထောက်ပြီးတော့မှဒီမှာ install ဆိုရင်လည်းရပြီပေါ့နော်ဒီမှာ install လေးရှင်းနေလိုက်ပါဒါဆိုဒီမှာ install တင်လို့ပြီးသွားပါပြီ font ရဲ့နာမည်လေးကတော့ဒီမှာ super ဆိုပြီးကျွန်တော်တို့အတူကောင်လေးမှတ်ထားလိုက်ပေါ့နော်မှတ်ထားပြီးဒီကောင်လေးကိုပိတ်လိုက်မယ်ပိတ်ပြီးလို့ရှိရင်ကျွန်တော်တို့က Photoshop ဒီမှာ Photoshop ကိုဖွင့်လိုက်မယ်ပေါ့နော် Photoshop ကိုကျွန်တော်တို့ဒီမှာဖွင့်လိုက်ပြီးအဲ့လေးစောင့်ပေးလိုက်နော်Photoshop ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တို့ထည့်ထားတဲ့ font လေးပေါ့နော် font လေးကိုကျွန်တော်တို့ကဒီမှာ control N နဲ့ကျွန်တော် control N နဲ့ new layer ဒီမှာ control M နဲ့ခေါ်ဒီမှာ new file နဲ့ရှိရပေါ့နော် new file နဲ့လည်းရတယ်ပေါ့နော်ဟုတ်ပြီ new file ယူလိုက်မယ်ဆိုဒီမှာကျွန်တော် inch နဲ့ပေါ့နော်9လက်မရှိတယ်5လက်မရှိတယ်ရှင်300နဲ့ဒီမှာ create ဆိုတာရှိရပေါ့နော်အဲ့ကောင်လေးကိုနှိပ်ပြီးဖွင့်လိုက်မယ်ဒါကျွန်တော် Photoshop အခုမှအသစ်တင်ထားလို့ပေါ့နော်ဟုတ်ပြီဒါမျိုးလေးကြာလာမယ်ပေါ့နော်ကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ T ဆိုတဲ့နေရာလေးကိုရွေးလိုက်မယ် T လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစပြီးရိုက်လို့ရပြီပေါ့နော်ဟုတ်ပြီဒီမှာဆိုရင် control A နဲ့ select ကိုပေးလိုက်မယ်ခုနကတော့တင်ထားတဲ့ font လေး super ဆိုတဲ့ဒီ font လေးပေါ့နော်ဒီမှာခုနကတော့ကျွန်တော်တို့ဒါ download ဆွဲလိုက်တဲ့ font လေးဒါဆိုလို့ရှိရင်တော့ font လေးကို download ဆွဲပြီးတော့မှ Photoshop မှာထည့်သွင်းပြီးတော့မှအသုံးပြုတတ်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် PC ပေါ့နော်ဒါဆိုလို့ရှိရင်ဒါမျိုးလေး font လေးဒါရလာပြီပေါ့နော် font ကတော့ကျွန်တော်တို့ဒီမှာ Chrome မှာဒီ font ဆိုတာရှိပါတယ်ဒီ font နဲ့မှာ download ဆွဲလိုက်မယ် download ဆွဲပြီးဒီမှာ show ဒီမှာဆိုလို့ show in folder ဆိုတာရှိတယ်အဲ့ဒါလေး extract ဖြည့်လိုက်မယ်ဖြည့်ပြီးလို့ရှိရင်ကျွန်တော်တို့က install တင်လိုက်မယ် right click ထောက်ပြီး install တင်လိုက်မယ်တင်လိုက်ပြီး Photoshop မှာ font ရဲ့နာမည်လေးကိုမှတ်ထားပြီးတော့ဒီမှာ type တိုးနေရာမှာလာရှာလိုက်ပြီးဆိုရင်ရပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ font နေ install လုပ်တတ်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်